ပရိသတ်ကြီးတို့ရေမင်္ဂလာပါရှင်အခုတလောလူမှုကွန်ရက်စာမျက်နှာတွေထက်မှာအတော်လေးကြရက်ထနေတဲ့သတင်းတစ်ပုဒ်ရှိပါတယ်အဲ့ဒါကတော့စမ်းရည်မိုး live ဖြတ်ပြေးပွဲအတွင်းမှာဖြစ်ပျက်ခဲ့တဲ့မမျှော်လင့်ထားတဲ့အဖြစ်အပျက်တစ်ခုပဲဖြစ်ပါတယ်ပွဲစဉ်မြင့်ပေါ်ကိုအမျိုးသမီးတစ်ယောက်တက်လာပြီးသိန်းပေါင်း300တန်ဖိုးရှိတဲ့စုငွေတွေကိုတိုက်ရိုက်ပေးအပ်လိုက်တဲ့အခါမှာတော့ပွဲကြီးပရိသတ်တွေမကပဲတနိုင်ငံလုံးကအံ့အားသင့်သွားခဲ့ရပါတယ်ဒီဗီဒီယိုထဲမှာတော့ဒီစုပေးပွဲရဲ့နောက်ွယ်ကအကြောင်းအရာတွေနဲ့ပတ်သက်ပြီးကျမတို့ channel ကနေသုံးသပ်တင်ဆက်ပေးသွားမှာမို့အဆုံးထိကြည့်ရှုပေးကြပါအောင်ရှင်ဖြစ်စဉ်ကတော့စမ်းရီမိုး live ပွဲဖျော်ဖြေနေစဉ်အတွင်းမှာလူသိများတဲ့ဆယ်လီဖတီမားကစင်ပေါ်ကိုတက်ရောက်လာပြီးသိန်း300တန်ဖိုးရှိတဲ့စုငွေကိုပေးအပ်ခဲ့တာပါဒီလောက်များပြားတဲ့ငွေပမာဏကိုပွဲအလယ်မှာဒီလိုမျိုးတိုက်ရိုက်ပေးလိုက်တာကလူမှုကွန်ရက်မှာချက်ချင်းဆိုသလို viral ဖြစ်သွားခဲ့ပါတယ်။လက်ရှိမှာတော့ဒီသတင်းနဲ့ပတ်သက်ပြီးအမြင်အမျိုးမျိုးကွဲပြားနေကြပါတယ်။တချို့ကတော့တကယ်ကိုစေတနာပါပါနဲ့ပံ့ပိုးပေးတာပဲလို့ချီးကျူးနေကြပေမဲ့တချို့ကတော့ငွေပမာဏကများလွန်းနေတာကြောင့်ဒါဟာတမင်တက်တက်ပရိသတ်စိတ်ဝင်စားအောင်လုပ်တာလားဆိုပြီးတော့မေးခွန်းထုတ်မှုတွေလည်းရှိနေပါတယ်။ကျမတို့ channel အနေနဲ့နည်းနည်းလောက်သုံးသပ်ကြည့်ချင်ပါတယ်။အခုလိုသိန်း300ဆိုတဲ့ပမာဏကတာမန်အဖြစ်ကြည့်ရင်အတော်လေးများပြတဲ့ပမာဏပါ။အနုပညာလောကမှာအားပေးကူညီမှုတွေရှိတတ်ပေမဲ့အခုလိုပွဲအလယ်မှာပြုံးစားကြီးပေးအပ်တာမျိုးကအစီအစဉ်တစ်ခုခုရဲ့နောက်ွယ်ကတမင်ဖန်တီးထားတဲ့ marketing strategy တစ်ခုဖြစ်နိုင်မလားဆိုတော့စဉ်းစားစရာပါ။ကျမအမြင်အရတော့ဒီလောက်ရမျိုးကအားသာချက်နှစ်ခုရှိနိုင်ပါတယ်။နံပါတ်1တကယ်ပဲအနုပညာရှင်ကိုချစ်မြတ်နိုးလို့ပံ့ပိုးပေးတာဖြစ်နိုင်တယ်လို့နံပါတ်2ပွဲစီစဉ်သူတွေဘက်ကလူအများအာရုံစိုက်လာအောင်ရည်ရွယ်ပြီးပြုလုပ်တဲ့အစီအစဉ်တစ်ခုလည်းဖြစ်နိုင်ပါတယ်။ပရိသတ်တွေရဲ့မှတ်ချက်တွေကိုကြည့်ရသလောက်တော့တကယ်ပေးတာဆိုရင်အယံဝမ်းသာစရာကောင်းပေမဲ့ကြော်ညာအတွက်ဆိုရင်တော့ပရိသတ်ကိုလှည့်စားသလိုဖြစ်နေလိမ့်မယ်ဆိုတဲ့အမြင်တွေကအားကောင်းနေပါတယ်။ကျမတို့အနေနဲ့ကတော့ဘလို့ပဲဖြစ်ဖြစ်ဒီလောက်ရက်ကပွဲကိုတော့ပို့ပြီးစီကားတော့စေတာအမှန်ပဲလို့မြင်ပါတယ်။ကဲပရိသတ်ကြီးကဘလို့ထင်လဲရှင်အခုလိုသိန်း300ပေးအပ်ခဲ့တဲ့ဆယ်လီဖတီမာရဲ့လောက်ရက်ကတကယ်စေတနာအစစ်မှန်လို့ထင်ပါသလားဒါမှမဟုတ်လူသိများအောင်လုပ်တဲ့နီလန်တစ်ခုလို့ပဲမြင်ပါသလားပရိသတ်တို့ရဲ့အမြင်တွေကိုလည်းအောက်က comments box မှာရေးသားဆွေးနွေးပေးခဲ့ကြပါဦးကဲပရိသတ်ကြီးကဘလို့ထင်မြင်လဲရှင်အခုလိုသိန်း300ပေးအပ်ခဲ့တဲ့ဆယ်လီဖတီမာရဲ့လောက်ရက်ကတကယ်စေတနာအစစ်မှန်လို့ထင်ပါသလားဒါမှမဟုတ်လူသိများအောင်လုပ်တဲ့နီလန်တစ်ခုလို့ပဲမြင်ပါသလားပရိသတ်တို့ရဲ့အမြင်တွေကိုလည်းအောက်က comment box မှာရေးသားဆွေးနွေးပေးခဲ့ကြပါဦး။နောက်ထပ်လည်းအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဖျော်ဖြေရေးသတင်းတွေကိုသိချင်တယ်ဆိုရင်တော့ကျမတို့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်။ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။